စစ်သားဦးကြီးငါအသက်9နှစ်သားမှာတိုက်ပွဲရပေါင်းသားစွာတိုက်ခဲ့ပြီးပြီထောင်ပေါင်းသားစွာတက်ခဲ့ပြီးပြီဒဏ်ရာသားစွာလည်းရခဲ့ပြီးပြီထပြီးနောက်တစ်ကြိမ်ထက်တိုက်ဖို့သားပဲပေါ့ဘုံကျဲစစ်စင်ရေးပြီးတော့ကောင်းကင်မှာတင်တန်းနေတဲ့မိကျွမ်းတစ်သားတွေငှက်တွေနဲ့သေလို့ငါအမေကငါ့ကိုလက်ကဆွဲလို့ဥယျာဉ်တဲကိုခေါ်သွားခဲ့ချယ်ရီပင်တွေမှာပန်းတွေဝေနေရပေါ့သူမအမိကိုငါဆွဲကျင်ခဲ့တဲ့သူ့ကိုယ်သူတနေတဲ့ကြောင်တစ်ကောင်ရှိတယ်ဒါပေမဲ့ခဏတော့သူမကိုလွတ်ထားခဲ့ရဲ့ငါကဂတ်ထူနဲ့လှုပ်ထားတဲ့ဓာတ်နဲ့ရင်ကောင်တွေကိုခုတ်ရင်းမအားနိုင်အောင်ထင်နေတာကိုငါလိုအပ်တဲ့နာကတော့စီးဖို့နင်းတစ်ကောင်ပါပဲနိဗ္ဗာန်ရင်မှာဆွဲဖို့ကချင်းခံထားရတဲ့ကောင်းလူမျိုးပေါ့အစအုံသက်တွေကထွက်တဲ့ုတ်ခဲကျိုးအပုံရဲ့အတင်မှာခေါင်းကိုငုံလို့သူတို့အခေါင်းတွေတင်လို့ပြီးအောင်ဆောင်ဆိုင်နေတဲ့